ကျွန်တော်ဒီနေ့မှာကိုရီးယားမှာနေရဲ့ကျောင်းလေးကိုတင်ပေးပါမှာဖြစ်ပါရဲ့ပေါ့နော်ပြီးခဲ့တဲ့မဲပွေးမှာ Sakura School တင်ပေးရမလား Anime တင်ပေးရမလားနှစ်ခုလုံးတင်ပေးရမလားမနှစ်ခုလုံးပုံများနေဒါပေမဲ့ Anime နဲ့ချင်းအား Sakura School ပုံများနေတော့အားကြောင့် Sakura School တင်ပေးလိုက်ပါနော် Anime reviewing နဲ့လည်းတင်ပေးအောင်ပါကိုဒီကိုရီးယားမျိုးလေးကိုအစုံလိုက်ပြပေးမှရှိပါရဲ့ပေါ့နော်အားလုံးပဲအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဒီဆိုဒီမှာကဲအင်ရှိမှာတော့ဘာနော်ကားကိုလာလေးလည်းရှိပါတယ်ဒီမှာဆိုလည်းအစားတောက်ဆိုင်လေးရှိပါရဲ့ပေါ့နော်ထဲမှာလူတယောက်မှမရှိပါဘူးကိုယ်တိုင်ထဲမှာရှိမှာပါဒါဆိုကျွန်တော်အထဲကိုအကုန်လိုက်ပြမယ်နော်ဒီမှာထဲကတော့ခုံနေထိုင်ခုံနေရှိပါတယ်နော်ပြီးနောက်ထပ်နေရာလေးလိုက်ပြပါမယ်မကြကောင်းတာလည်းရှိပါပါနော်ခုနောက်ထပ်နေရာလေးလိုက်ပြပါအောင်ဟဲ့ဒီမှာပေါ့နော်ဆာကူရာပန်းပင်လေးနဲ့လုံးဝဆာကူရာတစ်ပင်လေးနဲ့စနေတာပဲနော်ကိုရီးယားမျိုးလေးမှာလုံးဝနေချင်းစရာလေးပေါ့နော်ဒီ ID တီးချင်း comment မှာဝင်းမှန်ပါပြပြပါမယ်လို့နော်ဒါဆိုရင်နော်အင်္ဂလိပ်အမဆိုင်လေးအင်္ဂလိပ်လည်းရှိရဒီမှာစပိန်လေးလည်းရှိရပေါ့နော်စပိန်နဲ့သွားပါမယ်ဟာဒီရမရဒီဘက်တွေတော့တီးကြပါပဲမအင်တော့ဒီအင်းအစားတယ်ဖာတာချာနေရတော့တီးရမယ်ဒီဘက်မှာရောရှိရဟာရှင်တော့တီးရမယ်ဆူရှီဆိုင်မှာလည်းဆူရှီဆိုဆိုင်လူကြီးရှိရထပ်သွားလိုက်တော့ဟုတ်တယ်ထပ်သွားလိုက်မရှိတော့ခုနနေရာပဲပြန်ရောက်တော့မှလေအားနဲ့နောက်ကိုပဲပြန်သွားလိုက်ကြကောင်းပါလေကဲဒီနေ့အားလုံးကြည့်အဆုံးထိကြည့်ရှုပေးတဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာလည်းထပ်တွေ့ပါအောင်မယ်အခုတော့ပြီးသေးပါဘူးမရှိရနေရာလေးအနေငယ်ရှိသေးလားဆိုလိုက်ရှာကြည့်အောင်မှာရှိပါရဲ့ပေါ့နော်လိုက်ကြည့်အပိကြပါအောင်ဟုတ်လားကဲကျွန်တော်နောက်ဗီဒီယို